အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကမင်းကြီးရစိတ်ရောက်ရှိနေရတော့ Star City မှာရှိတဲ့ Stella Town House ကိုရောက်ရှိနေပါတယ်ဒီ Town House ဆိုရင်ပေ20ပေ60ပေါ်မှာတည်ဆောက်ထားပြီးအရှိမကားပါကင်2စီးပါပါတယ်အိမ်ထဲမှာလည်း fully furnished လုပ်ထားပါတယ်ခင်ဗျာကျေးဇူးပြုပြီးကျွန်တော်တို့လိုက်ကြည့်ပြပါဦးခင်ဗျာဒီအောက်ထပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံစံစင်တဲ့ one bedroom လေးကိုပါရှိပါတယ်နော်ဒီလေအတွက်ပါရှိပြီးတော့ဒါအဲ့တဲ့အတွက်အိမ်သာလည်းပါရှိရယ်နော်ပြီးတော့ဒါအဲ့ကားမှာအဲ့ကားနဲ့ပြီးတော့ဆွဲစားကဒီကိုကြောက်နော်ဒါတော့ဒီကားမှာဆိုတော့ကျွန်တော်တို့ဟိုဥစားနော် hot kitchen လုပ်လို့ရတယ်နောက်ပြီးလုပ်လို့ရတယ်နေရာလည်းအခြေပါရှိပါတယ်နော်ဒါတော့အပေါ်တက်မှာဆိုတဲ့bedroom တစ်ခုပါပါတယ်အဲ့တော့ဒီအိမ်ထဲဆိုရင်ဒီချစ်ကလေးနဲ့ဒီဆောက်ထားတာဖြစ်ပြီးတော့ရောင်းစင်းရတယ်9500ထဲနဲ့ခေါ်ထားပါတယ်ခင်ဗျရန်ကုန်မြို့မှာ9500ပတ်စံ3သိန်း9500 3ရုံပဲပေါ့နော်3 bedroom ပြမ aircon လည်းပါတယ်နော် solar လည်းပါတယ် generator ပါဒီ project မှာဆိုရင်အားလုံး solar system နဲ့လုပ်ထားတာဖြစ်တဲ့ကြောင့်အရန်ကိုဟိုဆိုစင်ပြေတဲ့အားလေးဖြစ်ပါတယ်ခေါ်တဲ့ကိုလည်းကျွန်တော်တို့လိုက်ကြည့်နေပါဦးခင်ဗျပေါ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဝရန်တာလည်းပါတယ်။ကြောင်စိတ်ကိုလွတ်လပ်ပြီးတော့ပေါ့နော်။ relax ဖြစ်စေတဲ့အားလေးပဲဖြစ်ပါတယ်။နော်။အဲ့တော့ဒီမှာပေါ်ထဲမှာဒီခန်းကနှစ်ခန်းအောက်ကတစ်ခန်းနဲ့အားလုံးဒီခန်းတော့အားလုံးကျေးဇူးတင်ပါတယ်။ဆက်ဝင်လာဆိုလို့ရှိရင်ကျွန်တော်ဒီကမန်ယူလာစနေနဲ့ဆက်သွယ်လို့ရပါတယ်။ဒါအပြင်ကျွန်တော်တို့နဲ့ကျိုးတူပူပေါင်းလို့ဆိုတဲ့သူများရှိတယ်ကျွန်တော်တို့ဆက်သွယ်လို့ရတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါ